ကောင်းရင်ဒီကာပွဲလေးတွေ့တော့ငေးမောရင်နေထိုင်နေသူတယောက်အဖို့မဆုံးတော့ခံမရဲ့တောင်းတစ်ခုမှအထီးကျန်ဆန်းလို့နေငါရဲ့ဖြစ်နေသူတယောက်တော့တွေ့ခဲ့ဘန်ကွာချစ်ဒီခတ်တဲ့ခိုင်မှာအတူတူဝေမျှခဲ့စကားလုံးများတဲ့အထီးတွေ့အေးကြကိုတိဒီတစ်ခွက်ပြီးနောက်တစ်ခွက်နဲ့အတီးတွေဝေဝါခဲ့နှွေထွေးလို့နဲ့ခန့်ဆိုကနောက်ဆုံးပြီးပဲမရရတဲ့အိမ်အပိုင်းစားတဲ့မျောလေးချင်းများတဲ့လူတွေရွှေရောင်နာလေးတစ်ဖက်ပြီးတယ်ဒီခါလေးတဲ့ပုံရင်တွေကလူပဲရောင်စုံမီညာထုံးလို့ထားတယ်တကောင်းရင်ဒီကာပွဲလေးတွေ့တော့ငိမ်မောရင်နေထိုင်နေသူတယောက်အဖို့မဆုံးတော့ခံမရဲ့တောင်းတစ်ခုမှအထီးကျန်ဆန်းလို့နေငါရဲ့ဖြစ်နေသူမဲချော်လေးရဲ့အန်ကွာချစ်ဒီခတ်တဲ့ခိုင်မှာအတူတူဝေမျှခဲ့စကားလုံးများတဲ့အထီးတွေအေးကြကိုတိဒီတစ်ခွက်ပြီးနောက်တစ်ခွက်နဲ့အတီးတွေဝေဝါခဲ့နှွေထွေးလို့နဲ့ခန့်ဆိုကနောက်ဆုံးအတီးပဲမရရတဲ့အိမ်အပိုင်းစားတဲ့မျောလေးချင်းများတဲ့လူတွေရွှေရောင်နာလေးတစ်ဖက်ပြီးတယ်ဒီကလေးတွေရောက်သွားခဲ့ပြီလေခွေရွှေရောင်ပန်းလေးတစ်ဖက်